ကင်မရာကိုသားပြီး ဟိုရုပ်ရှင်တွေကလို့ပေါ့ဒီလိုလေးလို့ဟာတစ်ပင်လေးတွေလူကြီးလေးနေတာမြင်ရတော့ အဲ့လိုရောကျွန်တော်လည်းကျွန်တော်တက်တဲ့ဟာလေးဦးလေးကိုပြန်မလဲပေးတာညကူကြီးပေါ့ဘာလို့ကျွန်တော်ရင် X ကသတင်းတောက်ဆိုတော့အဲ့ဒါကင်မရာကိုကန်ရတယ်ပါတယ်ဦးလေးနေကောနေတာနေတာsorry ပါဗျာ ဦးလေးတော့နော်တားဆိုတအားပဲစမောတာပဲ သဘောတော့မဟုတ်ပါဘူးရပါရဲ့ဗျာအဲ့ဒါ ဟိုပို့ပြီးရောအောင်လို့ပါတော့ကြမင်းကွာခဏလေးမောင်းပြီးတော့မင်းရိုက်ပြီးတော့ငါလာကြွားနေဖြစ်နေပါလို့ ဒီကအဲ့လိုရော ဒါ185ပိုင်လို့ရောက်ပြီ ဟုတ်အဲ့လိုနဲ့ခါရဲပါရပါရဲ့ဦးလေးရှက်တောင်ရှက်လာကျွန်တော်ကင်မရာကိုကြောက်တယ်ဗျာ တမောပေါ်မှာမြေပြင်လို့ဆင်းလာတယ်အဲ့ဒါဘယ်နေ့မှခလဲလား ဟိုအဲ့ဒီနီကိုလည်းပြန်နှိပ်လိုက်